တရားထိုင်ခြင်းရဲ့အနှစ်သာရကိုသိဖို့လိုအပ်တယ်သိမှတရားထိုင်တာရဲ့အဓိပ္ပာယ်ကိုသိရသို့တော့ခုခေတ်မှာတရားထိုင်နေဆိုထိုင်မှတရားလို့အောင်းမိနေတယ်အခုအစကနေစရှင်းပြောရမယ်ဆိုရင်တရားအထုတ်တယ်ဆိုတာဘာဝနာအလုပ်ကိုပြောတယ်ဘာဝနာအလုပ်ဆိုဒီမှာကာယကံအလုပ်မဟုတ်ဘူးဝစီကံအလုပ်မဟုတ်ဘူးပါးစပ်ကပြောပြီးလုပ်တဲ့အလုပ်မဟုတ်ဘူးနှုတ်ပါးစပ်ကပြောလုပ်တဲ့အလုပ်မဟုတ်ဘူးကိုယ်ဒီလက်ရောက်လှုပ်ပြနေတဲ့အလုပ်မျိုးမဟုတ်ဘူးဘာလို့အောင်စိတ်အလုပ်စိတ်ဆိုတာမြင်ရလားမမြင်ရဘူးအဲ့ဒီမမြင်ရတဲ့စိတ်ကိုထိန်းတာကမ္မထာထိုင်တာခေါ်ကမ္မထာအားထုတ်တယ်လို့ပြောလို့ရှိရင်ထိုင်တာမပါဘူးနော်ကမ္မထာအားထုတ်တယ်လို့ပြောထိုင်ဖို့မလိုအပ်ဘူးလို့ပြောတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့စကားလုံးနဲ့ပြောမယ်နော်ကမ္မထာအားထုတ်တယ်လို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကအပ္ပန္နကတုတ်ဆိုတာဟောတာရှိတယ်အပ္ပန္နကဆိုတာမလွဲတဲ့နီးကျိန်းသေးနီးစတိန်နတီပေါ့တေချာပေါက်နီးလမ်းဆိုတာတေချာပေါက်လမ်းရှိတယ်မတေချာတာရှိတယ်နှစ်ခုရှိတယ်မောဂုတ်ပရမညာတွေတူးတဲ့အခါမှာတေချာတာလားမတေချာတာလားမတေချာတဲ့လမ်းလိုက်နေကြတယ်ဘောဒါပဲတေချာတဲ့လမ်းကိုလိုက်ရမယ်လို့ဒီလိုဆိုတယ်တေချာတဲ့နိစ္စနစ်ကိုမြတ်စွာဘုရားပြောတာကမ္မထာအားထုတ်တယ်ဆိုတာဘာလဲတဲ့ဒီဝတ္တံစင်္ကမေနနိသိနေနစင်္ကမေနနိသိနေနအာဝရဏိယေဟိဓမ္မေဟိစိတ်တံသောရိတိဒါမြတ်စွာဘုရားသုံးတဲ့စကားလုံးနော်ကမ္မထာအထုတ်တယ်ဆိုဒီမှာတဲ့နေ့အခါမှာတဲ့ထိုင်လိုက်ဈဉ္ဉံသွားလိုက်ဒီလိုလုပ်ပြီးတော့စိတ်ထဲမှာရှိတဲ့နိဝရဏလို့ခေါ်တဲ့စိတ်ရဲ့အညစ်အကြေးတွေလောဘဒေါသဌိနမိတ်္တာဥဒ္ဒစ္စကုက္ကုစဝိသိကိစ္စဆိုတဲ့နိဝရဏတရားတွေအဲ့ဒါတွေဖယ်ထုတ်နေရမယ်လို့တန်ရှင်းအောင်လုပ်နေရမယ်လို့ပြောတာအဲ့ဒါတရားအထုတ်တယ်လို့ခေါ်တယ်နော်တရားအထုတ်တယ်လို့ခေါ်တယ်အဲ့ဒီမဲ့မြတ်စွာဘုရားထိုင်ရမယ်ကြီးပြောတာမဟုတ်ဒီဝတ္တစင်္ကမေနနိသိနေစင်္ကမေနဈဉ္ဉံသွားခြင်းဖြင့်နိသိနေနထိုင်ခြင်းဖြင့်ထိုင်နေဈဉ္ဉံသွားတယ်ဆိုတာဣရိယာပဋ္ဌာဣရိယာပုတ်၄ပါးနဲ့တရားအထုတ်ထိုင်ကြည့်နေညောင်းမယ်ညောင်းရင်ဒုက္ခတွေပေါ်မယ်လမ်းကြီးရှောင်နေမယ်ဆိုလည်းညောင်းမယ်ညောင်းရင်ဒုက္ခတွေပေါ်အဲ့ဒါတွေမဖြစ်ရအောင်လို့ဒီဣရိယာပဋ္ဌာပြောင်းပြီးတော့လိုရင်းအလောက်ကဣရိယာပဋ္ဌာပြောင်းတာဒီစိတ်တည်ငြိမ်မှုအတွက်ထောက်ဖို့ဖြစ်အောင်ပဲပြောင်းတာလိုရင်းအလောက်ကနော်တဏှာကြီးထိုင်နိုင်တယ်နှစ်နာရီတနေ့ကုန်ထိုင်နိုင်တယ်ဆိုတာလိုရင်းမဟုတ်ဘူးနော်တဏှာကြီးထိုင်တယ်တနေ့ကုန်ထိုင်တယ်ထိုင်လေသူကသူထိုင်တာပဲရှိတယ်ထိုင်ပြီးဘာတွေတွေးနေမှမသိဘူးလိုရင်းအလောက်ကဘာလဲလို့ဆိုရင်ထိုင်တာကအဓိကဟိုသိစေခြင်းလို့ပြောပြတာနော်ဆိုလိုတာကမြတ်စွာဘုရားရဲ့အာဘောတော်ကဘာလဲဆိုထိုင်ခြင်းဈဉ္ဉံလျှောက်ခြင်းဖြင့်စိတ်ထဲမှာစွဲထင်နေတဲ့အာယုန်နဲ့တွေ့ရင်လိုချင်တဲ့လောဘရတာတွေလိုချင်တာတွေမရတဲ့ဒေါသနော်စိတ်တွေနောက်ဆုတ်သွားတဲ့ဒီတရားအထုတ်ဖို့စိတ်ဝင်စားမှုမရှိဘဲနဲ့ပျော့ညံ့သွားတဲ့ဌိနမိတ်္တာစိတ်တွေလေလွင့်နေတဲ့ဥဒ္ဒစ္စကိုလုပ်ခဲ့တဲ့အကိစ္စတွေနဲ့ပတ်သက်ပြီးတန်တရားနောင်တပူပန်နေတဲ့ကိုကိုစာနဲ့ငါလုပ်တဲ့အလုပ်ဟာတရားအထုတ်တာမှဟုတ်ပါမလားဆိုတဲ့တွေးနေတဲ့ဝိသိကိစ္စဆိုနိဝရဏတရား၅ပါးလို့ခေါ်တယ်တရားအထုတ်နေတယ်ဆိုဒီမှာဈဉ္ဉံလျှောက်ခြင်းထိုင်ခြင်းဖြင့်ကိုယ်တဏ္ဍာမှာရှိတဲ့နိဝရဏတရားတွေတရားထုတ်ပြီးတော့လောဘဖြစ်နေမယ်ဒေါသဖြစ်နေမယ်ဆိုဒါမဖယ်သေးတာခေါ်တယ်ပေါ့ဘာဝနာဆိုဒီမှာကောင်းတဲ့တတိတို့သမာဓိတို့ပညာတွေမဖြစ်သေးရင်ဖြစ်လာအောင်လုပ်တာကိုဘာဝနာလို့ခေါ်တယ်ဖြစ်ပြီးသားတွေတိုးပွားလာအောင်လုပ်တာကိုဘာဝနာခေါ်တယ်အဲ့တော့ကိုလုပ်နေတာကဘာဝနာထိုင်းနေတာကဘာဝနာမဟုတ်ဘူးဆိုလို့ရှိရင်ဒါလမ်းလွဲနေလို့ဆိုလို့ရသော်ဘုရားကအေးငါတရားအထုတ်ရင်မင်း9နာရီထိုင်ရမယ်လို့6နာရီထိုင်ရမယ်မဟုတ်ဘူးဘယ်နေရာမှဟောတာမရှိနော်ဘယ်နေရာမှဟောတာမရှိဘူးတတိထားဖို့ပြောပြတာနော်
ကိုယူခြင်းယူမယူခြင်းနေမထိုင်ရဘူးဆိုတာထိုင်နိုင်တဲ့လူတွေတော့အပြစ်မပြောနဲ့သူကသူထိုင်တာထိုင်ပါစေလေသူထိုင်နိုင်လို့ထိုင်တာကိုမထိုင်ရလို့ဝမ်းမနေဖို့ပဲလို့တယ်ဒါပဲသူတော့ထိုင်နိုင်တယ်သူထိုင်လို့သူတော့သောတာပန်ဖြစ်တော့မှာပဲငါတော့မထိုင်နိုင်ဘူးဆိုပြီးတော့စိတ်အားမငယ်လေးနဲ့ထိုင်တာဟာသောတာပန်ဖြစ်ခြင်းအကြောင်းမဟုတ်ဘူးဟုတ်ကလားသောတာပန်ဖြစ်ဖို့အကြောင်းတရားကဘာတော့ဆိုရင်ကိလေသာတွေនិဝရဏတရားတွေကစိတ်ကိုတန်ရှင်းအောင်ရှင်းပြနေတာမှကိလေအဲ့ဒါအဓိကအလုပ်